ကျွန်တော်တို့ပျက်စီးသွားတဲ့မြို့တော်ဗလီပေါ့နော်မြို့တော်ဗလီတက်တာကျွန်တော်တို့ဒါ Flannel Box ရယ်ကျွန်တော်စီတူဝင်းရယ်နောက်တကယ်ဝိုင်းဝန်းလို့ရမယ်တကယ်ချင်းတွေအလူငွေ330ကိုအပ်ပါတယ်ခင်ဗျာဆိုတော့ဗလီကအားလုံးပေါင်းအသက်ဘယ်လောက်ဆုံးရှုံးသွားလဲမသိဘူးညာအသက်ကအားလုံးပေါင်းကျွန်တော်တို့ခုလက်ရှိမှာ38ဦး38ဦးပေါ့ဒီကိုင်တိုင်းကတော့မပါဘူးဟိုဒီကိုင်တိုင်းကြည့်ရလူစင်းတော့မပါဘူးဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဒီဆုံးကတော့30နဲ့မှ8ဦးဟိုဝိပုနေတန်လန်းနဲ့ဝိပုနေတန်လန်းနဲ့ပေါ့ပြီးကြသွားတာပေါ့နော်ဆိုတော့ကျွန်တော်စကိုင်းမျိုးကမျိုးတော်ဗလီပေါ့မျိုးတော်ဗလီရောတက်တန်းဘယ်လောက်ရှိပြီလဲကိုတက်တန်း80လောက်ရှိပြီဘာလို့လဲ68မှာ66တုန်းကဖြစ်တဲ့ငယ်လေးရမှာ68မှာကျွန်တော်တို့ပြန်ဆောက်တာဟုတ်ကဲ့ခင်ဗျာဆောက်ပြန်ဆောက်တော့ကျတော့ကျွန်တော်နှစ်ပေါင်း90ကျော်လောက်တော့ရှိပြီနှစ်ပေါင်း90ကျော်လောက်နှမျောစရာကြီးနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဒါဟိုကူးတယ်လေတော်တော်ကြီးတော့ကျတော့ဟုတ်ကဲ့ပို့ပြီးတော့ပို့ထိနာတာပေါ့နော်ကျွန်တော်တို့လူတဲ့လူငွေကိုအဆင်ပြေတဲ့နေရာကြိုက်တဲ့နေရာဒီငလင်တန်ခံရတဲ့လူတွေဒီပြန်တိဆောက်တာဖြစ်ဖြစ်ဒါဟိုဓာတ်ပေါ်ဒီဟိုဆုံးပါသွားတဲ့မိသားစုတွေကိုဖြစ်တယ်ဖြစ်အဆင်ပြေတဲ့နေရာမှာသုံးလို့ရပါတယ်နော်ဟုတ်ကဲ့ဒါစားကောလောက်ခိုင်းလာပကနေမှာဟုတ်ကဲ့စားပြရရပါဟုတ်ကဲ့ပါကျေးဇူးတယ်ဟုတ်ကဲ့ပါကျေးဇူးပါနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါတို့ထဲရတယ်ဘာတော့ဟောတယ်တော့ဟုတ်ကဲ့အခုမိတ်ဆွေတွေရောဟိုပါသွားကြောက်ပါလေပါတယ်ဝေးတယ်ပါတော့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါပြင်တော့ကိုအဆင်ပြေသွားလိမ့်မယ်နော်ကိုဟုတ်ကဲ့ပါအဲ့ဒါကျွန်တော်ပြေးပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပြတ်တဲ့ငယ်ကလေးအစားကောင်းရင်အစားတွေပေးပါပြပေးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးဟုတ်ပါပြီနော်ကိုတောင်းပြီပါဟုတ်ကဲ့